Knowledge Universe Channel ရဲ့ကျမ်းမာရေးစီစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့ရှားဆောင်လက်ပတ်ရဲ့သဘာဝဆေးဘက်ဝင်ပုံတွေအကြောင်းတစ်စိတ်တစ်စောင်းပြောပြခြင်းပါတယ်။ရှားဆောင်လက်ပတ်အပင်ကိုအိုးအရင်နှစ်ပေါင်းထောင်ကျော်ကလေးကဈေးဘက်ဝင်အပင်အနေနဲ့အသုံးပြုခဲ့တာဖြစ်ပါတယ်။စိုက်ပျိုးရတာလည်းအလုံးမရှုပ်သလိုနေရာလည်းသိပ်မယူတဲ့ရှားဆောင်လက်ပတ်ပင်တွေကိုလူတော်တော်များများကအီးပြားအလှပအတွက်ပဲအသုံးပြုနေကြတာကိုတွေ့ရပါတယ်။ဒီနေ့တော့အေးပြားအလှပအတွက်ပဲမဟုတ်ဘဲတခြားနေရာတွေမှာဘလို့သဘာဝကျအသုံးပြုကြမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ရှားဆောင်လက်ပတ်ဆိုတာအပူပိုင်းဒေသတွေမှာပေါက်ဖွားပြီးထင်ရှားတဲ့ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ကျန်းမာရေးနဲ့အလှပဆိုင်ရာအကျိုးကျေးဇူးတွေကြောင့်ရှားဆောင်လက်ပတ်ကိုနှစ်ပေါင်းများစွာကလေးကအသုံးပြုလာကြတာဖြစ်ပါတယ်။အလက်တွေပဲရှိနေပြီးအယောင်ကအစိမ်းရောင်ပါ။အရွက်တွေရဲ့ဘေးတစ်ဖက်စီမှာစူးလေးတွေအစီအီပါဝင်နေပါတယ်။အပြင်အခွန်ကိုခွာလိုက်ရင်အတွင်းဂျယ်လီသားကစိမ့်ဖန်ဖန်ကြည်လေးပါ။အရသာကတော့ခါပါတယ်။ရှားဆောင်လက်ပတ်ရဲ့အာဟာရတန်ဖိုးတွေကတော့ကယ်လိုရီပရိုတင်းအဆီဓာတ်အမြင့်ဓာတ်သကြားဓာတ်တို့ပါဝင်နေပါတယ်။ကဲဒါဆိုရင်တော့ရှားဆောင်လက်ပတ်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုအချက်လေးတွေနဲ့ရှင်းပြခြင်းပါတယ်ဗီဒီယိုလေးကိုလည်းဆုံးအောင်ကြည့်သွားကြပါဦးရှားဆောင်လက်ပတ်ကနေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့၁ရှားဆောင်လက်ပတ်မှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ပိုးမွားတွေသေစေနိုင်တဲ့ဓာတ်တွေပါဝင်နေပါတယ်ရှားဆောင်လက်ပတ်ထဲမှာပါတဲ့ဖိုလီဖီနွန်းလို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းကကင်ဆာရောဂါအချို့နဲ့နှလုံးရောဂါကိုအတိုင်းအတာတစ်ခုထိတားဆီးပေးနိုင်ပြီးကိုယ်ရင်းရောင်ရမ်းမှုကိုအနည်းငယ်သက်သာအောင်လုပ်ပေးပါတယ်နောက်ပြီးခန္ဓာကိုယ်ကိုဒုက္ခပေးနိုင်တဲ့ပိုးမွားတချို့မပွားလာအောင်လဲရှားဆောင်လက်ပတ်ကတားဆီးပေးနိုင်တယ်လို့သိရပါတယ်။နှစ်သွေးရင်းတကြားတဲ့ကြစေတယ်။တရက်ကိုရှားဆောင်လက်ပတ်အည်စပွဲတင်စွန်းနှစ်စွန်းစာလောက်တောက်ပေးရင်စီးကြိုဖြစ်နေသူတွေရဲ့သွေးရင်းအချိုတဲ့ကျသွားအောင်လုပ်ပေးနိုင်စွမ်းရှိတာကိုလေ့လာတွေ့ရှိထားပါတယ်။ဒါကြောင့်အနာဂတ်စီးကြိုယောဂကုသဖို့ဆေးတွေထုတ်လုပ်ရမှာရှားဆောင်လက်ပတ်ကအရေးပါတဲ့နေရာကနေပါဝင်လာမယ်လို့လည်းယူဆနေကြပါတယ်။တခုရှိတာကယောဂမရှိတဲ့သူတွေစားသုံးမိရင်တော့သွေးရင်းအချိုဓာတ်အရန်ကျဆင်းသွားပြီးမလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တာကိုတော့သတိပြုပါ။၃အရေးပြားအတွက်လည်းသုံးနိုင်တယ်။ဒါကတော့လူတော်တော်များများသိထားပြီးသားအချက်ပါ။အခုခေတ်ထုတ်လုပ်တဲ့အလှကုန်တွေမှာလည်းရှားဆောင်လက်ပတ်ကိုထည့်သွင်းထုတ်လုပ်လာကြတာကိုတွေ့ရပါတယ်။ရှားဆောင်လက်ပတ်အပင်မှာရေဓာတ်အများကြီးတိုးလောင်ထားသလိုအဆိုဓာတ်ကိုထိမ့်ပေးနိုင်တဲ့ drug ပေါင်းတွေလည်းပါဝင်ပါတယ်။ဒါကြောင့်ရှားဆောင်လက်ပတ်ပင်ကိုတဘာဝအဆိုဓာတ်ထိမ့်ပစ္စည်းလို့ဆိုရင်လုံးမဲမထင်ပါဘူး။နောက်ပြီးရှားဆောင်လက်ပတ်ကိုအရေးပြားပေါ်မှာမှန်လေးလိမ့်ပေးရင်ကောလာဂျင်ပိုထွက်ရှိအောင်အားပေးတာကြောင့်အရေးပြားပေါ်ကအရေးကြောင်းတွေကိုရောကျသွားစေတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီအချက်တွေကိုအတည်ပြုဖို့ဆိုရင်ကြဲပြန့်သုတေသနပြုလုပ်မှုတွေလုပ်ဖို့တော့လိုအပ်ပါသေးတယ်။၄မီးလောင်ဒဏ်ရာတွေကိုသက်သာစေတယ်။ဒါလည်းရိုးရာဆေးကုသနည်းတစ်မျိုးပါ။ရှားဆောင်လက်ပတ်ကိုမစားဘဲအရေးပြားပေါ်မှာပုတ်လိုက်ခြင်းကအသားရည်လှပစေတဲ့အပြင်နေလောင်ဒဏ်မီးလောင်ဒဏ်ရာနဲ့အရေးပြားအနာတချို့ကိုပါသက်သာစေတာကြောင့်ဘိုးရင်ကလေးကအာရှတိုက်နိုင်ငံတချို့နဲ့အီဂျစ်နိုင်ငံမှာဆေးဘက်ဝင်အပင်တစ်မျိုးအဖြစ်အသုံးပြုခဲ့တဲ့သက်သေတွေရှိပါတယ်။၅သွားပြဿနာတွေကိုလည်းသက်သာစေတယ်။အဖြစ်များတဲ့ကျန်းမာရေးပြဿနာတွေဖြစ်တဲ့သွားပိုးစားခြင်းနဲ့သက်ဖုံးပြဿနာတချို့ကိုရှားဆောင်လက်ပတ်ကရှော့ချပေးနိုင်ပါတယ်။သွားအပေါ်လွှာမှာဖြစ်လာတဲ့ဘက်တီးရီးယားဘိုင်ယိုဖင်တွေကသွားနဲ့သက်ဖုံးပြဿနာတွေဖြစ်လာတတ်ပါတယ်။ရှားဆောင်လက်ပတ်အရေးနဲ့မှန်ပလုတ်ခြင်းပေးရင်ဘက်တီးရီးယားဘိုင်ယိုဖင်တွေဖြစ်ပေါ်စေတဲ့ Streptococcus mutant နဲ့ Candida albicans ပိုးတွေသေစေတာကြောင့်သွားကျန်းမာရေးအတွက်အကျိုးရှိစေမှာပါ။ကဲဒါတွေကတော့ရှားဆောင်လက်ပတ်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတချို့ဖြစ်ပါတယ်။သုတေသနတွေနဲ့စမ်းသပ်မှုတွေပြုလုပ်ဖို့လိုအပ်နေသေးပေမဲ့ရှားဆောင်လက်ပတ်ပင်မှာတခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရှိသေးတာကိုတွေ့ရှိရပါတယ်။အရေးပြားနဲ့အလှပဆိုင်ရာအတွက်ရှားဆောင်လက်ပတ်ကိုကြဲပြန့်သုံးစွဲနေကြပြီးနောက်မကြာခင်အချိန်မှလည်းတခြားယောဂတွေအတွက်ရှားဆောင်လက်ပတ်ကထုတ်တဲ့ဆေးဝါးတွေထပ်ပေါ်လာမယ်လို့ထင်ပါတယ်။ဒီတော့တခါတည်းဘေးထွက်ဆိုးကျိုးလေးတွေလည်းသတိထားဖို့တော့လိုအပ်ပါတယ်။ရှားဆောင်လက်ပတ်ကပုံမှန်အားဖြင့်အသုံးပြုဖို့ဘေးကင်းပါတယ်။ရေတိုမှာပေါ့ဒါပေမဲ့ရှားဆောင်လက်ပတ်ကိုတခြားကျန်းမာရေးပြဿနာတွေ
အတွက်ဆေးတောက်နေရတာရှိရင်တွဲတောက်တာမျိုးတော့မလုပ်ပါနဲ့သတိထားရမှာကတော့မျိုးစို့ကလေးတွေနဲ့ကလေးငယ်တွေကိုမကြွေးသင့်ပါဘူးဇီးယိုယောဂရှိတာကြောင့်ဆေးတောက်နေရသူတွေလည်းဆေးတောက်ချိန်နဲ့နီးရင်အသုံးမပြုသင့်ပါဘူးတဘာဝဆေးဘက်ဝင်ဆိုပေမဲ့ဓာတုဗေဒနီးရတန့်စင်ထားခြင်းမရှိရင်ခန္ဓာကိုယ်အတွက်အစိတ်အတောက်ဖြစ်နိုင်တာကိုသိထားရန်တော့လိုအပ်ပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာမိတ်ဆွေတို့ကိုကျမ်းမာရေးအကြောင်းအရာတွေများစွာပြောပြသွားမှာမလို့ channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်